ရှေ့ရတာလွယ်ကူကူနဲ့ငါရှင်းနေလေသိရှင်လားသိရှင်ဝင်ကြည့်သွားနော်ကဲအရေးဦးဆုံးငါကင်ပါမယ်ဒီငါကဥလေးကက်ခါစားဆိုရစားလို့ရမ်းကောင်းတယ်ကောင်းလုံးပြီးပြီဆိုတော့ရေဆေးထည့်လိုက်ပါမယ်ဒါကစားရစနွဲရရှုံမှုရနေနှက်ထားတာလေးပါကျတုံစိမ့်ရကျတုံဖြူရငရုတ်တီးစိမ့်ရနှီးထားပါမယ်စီကိုထမင်းစုံစုံနဲ့နှစ်စုံပေးထည့်ပါတယ်ခုနကနှီးထားတာလေးတွေကိုတစ်ခါလေးထည့်လိုက်ပါမယ်အယောင်အတွဲစနွေးမှုလေးထည့်ပါတယ်ဒီနေရာမှာငရုတ်သီးဆိုင်နဲ့ငပိကိုတစ်ခါလေးထည့်လိုက်တာကဒီဟန်းရဲ့အသက်ပါနော်ကျတုံလေးကြိုးပြီးမှငပိထည့်တာနဲ့တစ်ခါလေးအကုန်လုံးထည့်လိုက်တာနဲ့ကအနံ့ရှင်းမတူပါအနံ့လေးဖွေးလာပြီဆိုတော့ငါထည့်ပါမယ်အရသာဝင်အောင်10မိနစ်လောက်နှက်ထားပြီးမှရေလုံးထည့်ပါတယ်မကြီးရေလေးအနည်းငယ်ထည့်လိုက်ပါတယ်ရတာလေးမြည်ကြည့်မယ်အငန်အတွင်းငပြားကြီးလေးနည်းနည်းလေးထည့်ထည့်လိုက်ရပါတယ်ကဲကြည့်ပြီဆိုတော့မရိုက်ပင်လေးအုပ်ပါမယ်ငါရှစ်လို့ရှိရင်နန်းနန်းပင်ထည့်မရိုက်ပင်လေးထည့်ပြီးစားရတာပိုကြိုက်လို့ပါရမ်းမွေးပြီးဘိုက်တော်စားနေပါပြီအလုံးပဲကျမပြုရှင်ပါစေ